ရတယ်ကျမတို့ဖိတဲ့ဆိုပြပါစီဒါဟာမဟုတ်စားဖို့တောက်ဖို့နော်ညီမလေးနော်ပြီးတော့ဒါကြငွေသားလေးနော်လိုအပ်တာလေးတုံးဖို့နော်သွားလိုက်ပါနော်ညီမလေးဟမ်ဓာတ်ပုံကဘယ်လိုရိုက်မလဲတတ်တာလားညီမလေးအသက်85နှစ်ကိုတိုက်ပြီးသွားတာမပြေးနိုင်ဘူးဖေဟောဒါငွေသားဒါမုံနေနော်ဒီဥဆိုင်လိုက်ပါဦးကြီးတွေလာပါလေဟုတ်လားမဟုတ်ပါဘူးဆက်ပါပါပြေးတဲ့စနေပြေးပါစေသွားအန်တီငွေသားလေးပါဦးစေအော်ဖမဒီမှာဖေတပည့်တော့ဖက်နဲ့ချွတ်လာဖမဖေဒါတော့ဖမဝိထုငွေလေးပါဖေလိုအပ်တာသုံးဖို့ပါဖေမကြီးပါဒါတော့ဟိုစားဖို့တောက်ဖို့ပစ္စည်းလေးတွေဖွာရတယ်ဖွာကျေးဇူးပါနော်ဟုတ်ကဲ့မလေးရဒါပစ္စည်းလေးပါဟုတ်ကျေးဇူးကျန်နော်ဟုတ်ရတယ်ဟုတ်ကဲ့ဇမကလူနဲ့တိုင်းနေပါသေးတယ်ကျေးဇူးတင်ပါတယ်ဟုတ်မတ်တက်လိုက်ပါကျေးဇူးပဲနော်ဟုတ်မတ်တက်လေးပါနော်ဟုတ်ကဲ့ပါမဟုတ်တော့ချုပ်ရှိပြီဟာဟုတ်ဒါမဟုတ်နော်ဒီဆိုင်ပါနော်သမီးလေးချစ်စရာလေးသမီးလေးလည်းခိုင်းမိတော့လားဟုတ်တယ်နော်ဒါကြတော့စားဖို့နော်ရေးပေါ့ကဲပါနားလေးအတွက်ဒီစိုက်လေးတွေလူပေးပါအောင်ဟုတ်ကဲ့ပါဒါကြတော့ကြံခဲ့တဲ့ပုံလေးတွေပေါ့အဲဒီမှာတချို့တစ်ဝက်လူနာတွေတီချယ်အဲ့လိုပေးပေးပါဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါခုလိုမျိုးဝိုင်းဝန်းပြီးတော့အခုကိုကြီးတော့အကူညီပေးတဲ့အတွက်အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဆရာမတွေရောအကုန်လုံးအခုကတော့ဒီမန္တလေးဆေးရုံကြီးမှာပေါ့နော်တွားရောက်ပြီးတော့လှူဒန်းခဲ့ပြီးပါပြီ